ကျမရဲ့ customer ကအင်ဂျီတွေကိုလာမယူခင်ကျမလည်းပြချင်တာနဲ့အင်ဂျီတွေကိုအမြင်လေးရိုက်ပြပေးလိုက်ပါတယ်ရှင်ထမိန်လေးကဂျိတ်ထမိန်လေးပါအသားအီတုံတုံလေးနဲ့တကယ်ကိုကောင်းပါတယ်ဝတ်လို့အင်ဂျီလေးကတော့ကျမဂျပန်လေတောင်လေးကိုပဲရှေ့ဖြက်ဆက်ကလေးချုပ်ပေးထားပါတယ်အင်ဂျီကတော့ကော်ပိတ်ကလေးကတ်ထားတာဖြစ်ပါတယ်ဖက်ဘူးစိမ်းရောင်လေးဆိုတော့အင်ဂျီလေးကလည်းတကယ်ကိုလှပါတယ်ဒီမှာပန်းကျက်သီးလေးနှစ်ခုသုံးပေးထားတာကတော့အင်ဂျီရဲ့ဒီဇိုင်းလေးကိုပို့ပြီးတော့လှစေပါတယ်အင်ဂျီကိုလည်းကျွန်မရေကူးတောက်ကလေးတွေသုံးပေးထားပါတယ်ရှင်အင်ဂျီကရှေ့ပိုင်းနေရာနေမှာဆိုရင်ကျွန်မတောက်ကလေးတွေကိုဖြောက်ပေးထားတယ်ပေါ့နော်ဒါလေးကတော့ပါတိတ်ဝစ်စုံလေးပါသူ့ကိုလည်းဂျိတ်ထမိန်လေးပဲသုံးပေးထားပါတယ်အင်ဂျီကတော့သူကမိုးပြရောင်ပုံစံလေးပါမိုးပြရောင်ကိုကျွန်မအမိတ်ကလေးတွေပါတဲ့အတွက်အမိတ်တွေကိုပခုံးနေရာလေးတွေမှာသုံးပေးထားတယ်နောက်ပြီးတော့ customer ကဒါကိုလည်းဖြတ်ဆက်ပုံစံလေးသူကလိုချင်တာဖြစ်တဲ့အတွက်ကျွန်မဒီမှာဆိုရင်ဖြတ်ဆက်ပုံစံလေးသုံးပေးထားတယ်လက်ကိုတော့အပေါ်ဖောင်းအောက်ဖောင်းမှာသူ့အပြားစည်းပုံစံမျိုးလေးလုပ်ပေးထားပါတယ်ဒီပခုံးနာကအမိတ်နဲ့လက်အမိတ်နဲ့ကိုလည်းတူအောင်ကျွန်မယူပေးထားပါတယ်ရှင်ဒီမှာဆိုရင်ကျွန်မရင်ဘတ်နေရာလေးကိုပစင်းကောင်းပုံစံမယူဘဲနဲ့သူ့ကိုဖဲပြားပုံစံလေးတွေလုပ်ပြီးတော့နှင်းစီဘူးလေးတွေကျွန်မလုပ်ပေးထားတယ်အင်ဂျီရဲ့တောက်တွေကိုလည်းကျွန်မအုံကြွနေအောင်လုပ်ထားတာဖြစ်တဲ့အတွက်ဝတ်တဲ့အချိန်မှာသူဒီအင်ဂျီလေးကလုံးဝကိုတောင်းတောင်းတင်းတင်းလေးနဲ့လှနေမှာဖြစ်ပါတယ်အင်ဂျီကလည်းသူကဖြတ်ဆက်ပုံစံလေးပါဒါပေမဲ့ရင်ဘတ်နေရာမှာတော့ V style လေးလုပ်ထားပေးပါတယ်သူကပါတိတ်ကိုရိုးထမိန်လေးနဲ့ချုပ်ထားတာပါအင်ဂျီကအပွင့်နေနည်းနည်းလေးရှုပ်နေတာဆိုတော့ဗီဒီယိုထဲမှာဆိုရင်တိတ်ပြီးတော့မြင်ရမှာမဟုတ်ဘူးဆိုပေမဲ့သူကဒီမှာဆိုရင်လေပင်ပပတ်လေနဲ့နောက်အထိအကုန်လုံးကိုအတွန့်လေးတွေကိုရင်အောက်ကနေစပြီးပပတ်လေတွန့်ပေးထားပါတယ်ဒီရင်အောက်နေရာလေးမှာဆိုရင်ဒီမှာကြိုးလေးသုံးပေးထားတယ်အင်ဂျီကရှေ့ခွဲဒီဇိုင်းလေးပဲထုတ်ကျဲသီးလေးနဲ့ချုပ်ပေးထားတာပဲရှင်ဒီအင်ဂျီလေးကလည်းချစ်စရာလေးပါအင်ဂျီလေးတွေအကုန်လုံးကခတ်တိုးစိုက်